ကဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ထူးထူးခြားခြားကြောင်းမဖွယ်ရာအရှိတောင်အာရှတရေကအသစ်ဆက်ဆက်လေးတကားနဲ့မိတ်ဆက်ပေးခြင်းပါတယ်အဲ့ဒါကတော့ The Crystal Island လို့အမည်ရတဲ့ဇာတ်ကားပဲဖြစ်ပါတယ်ပုံမှန်အားဖြင့်အရှိတောင်အာရှတရေကားတွေဟာဒေသန္တရရိုးရာယုံကြည်မှုတွေနဲ့ဘာသာရေးဆန္ဒတွေကိုအခြေခံလေးရှိပေမဲ့ဒီဇာတ်ကားကတော့အဲ့ဒီပုံစံခွက်ထဲကနေခွဲထွက်ပြီးပင်လယ်ပိုင်းဒေသရဲ့တကယ်ကြောက်တရားစစ်စစ်ကိုပေးစွမ်းမဲ့ကားမျိုးပါတကယ်တောနယ်ကြီးတွေထဲမှာရိုက်ကူးထားတာမို့လို့ပတ်ဝန်းကျင်အဝေးသက်ကတကယ်ကိုအပြင်မှာရောက်နေတယ်လို့ရင်တထိတ်ထိတ်နဲ့ခြောက်ချဖို့ကောင်းလာပါတယ်မလေးရှားနိုင်ငံရဲ့တနေရာမှာအဝေးကလမ်းကြည့်ရင်လူကောင်းခုံပုံစံပေါက်နေတဲ့လူဝက်ဆန်းပြတဲ့ကျုံးငယ်လေးတစ်ကျုံးရှိပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း200ကျော်ကအဲ့ဒီကျုံးပေါ်မှာမျိုးနွယ်စုတစုနေထိုင်ခဲ့ကြဘူးပေမဲ့တညာရဲအတွင်းမှာပဲတရွာလုံးကလူတွေအစအနမကြံပျောက်ဆုံးသွားခဲ့ကြပါတယ်။ဆုံးမတကောင်ကတက်ပစ်လိုက်တာလို့တချို့ကပြောကြပေမဲ့ဘသူရုပ်လောင်းကိုမှရှာမတွေ့ခဲ့ပါဘူး။ရာစုနှစ်တွေကြာပြီးနောက်မှာတော့ဒီကျုံးရဲ့အကြောင်းဟာလူတွေရဲ့မှတ်ဉာဏ်တွေကနေတဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပါပြီ။ဒါပေမဲ့တတိကောင်းကြောင်ပြကျင်ကြတဲ့လူငယ်တစုဟာဒီကျုံးပေါ်မှာတညရာဖြတ်တန်းဖို့ဆုံးဖြတ်လိုက်ကြပါတယ်။သူတို့ဟာဘလောက်တောင်ကြောက်စရာကောင်းတဲ့နေရာတွေကိုခြေချမိလိုက်ပြီလဲဆိုတာမသိရှာကြပါဘူး။ကျုံးပေါ်ကိုရောက်ရောက်ချင်းမှာပဲဂျက်စီကာလို့ခေါ်တဲ့မိန်းကလေးဟာလှပတဲ့နှစ်တကောင်ရဲ့ဆွဲဆောင်မှုနောက်ကိုလာရင်တောနက်ထဲကိုတယောက်တည်းဝင်သွားခဲ့ပါတယ်။အဲဒါကြောင့်စိတ်ပူသွားတဲ့သူမရဲ့တငယ်ချင်းတွေလည်းနောက်ကနေလိုက်သွားကြရင်တောနက်ထဲကိုပို့ပြီးနှက်ဆိုင်စွာရောက်ရှိသွားကြပါတော့တယ်။သူတို့တွေလမ်းလျှောက်ရင်းနဲ့နောက်ဆုံးမှာတော့စွန့်ပစ်ထားတဲ့ရွာပြက်ကြီးတစ်ခုစီကိုရောက်သွားပါတယ်။အဲ့ဒီနေရာမှာကြောက်စရာကောင်းတဲ့စာချုပ်ရုပ်တွေရှိနေပြီးဝင်ပေါက်ကိုလည်းလူတွေမဝင်ဖို့တတိပေးတဲ့အနေနဲ့ကျိုးထူကြီးတစ်ချောင်းနဲ့တားဆီးထားပါတယ်။ရွာပြက်ကြီးကကြည်ရတာတစ်ခုခုခြောက်ချားစရာကောင်းနေပေမဲ့တတိခဲကြီးဒန်နီယယ်ကတော့ဂယုမဆိုင်ပဲအဲ့ဒီတားမြစ်ကျိုးကိုဖျက်ချလိုက်ပါတော့တယ်။ဘာမှထူးထူးခြားခြားဖြစ်မလာတာကိုမြင်တော့ကြံတဲ့သူတွေလည်းရွာထဲကိုလိုက်ဝင်သွားကြပါတယ်။ဒါပေမဲ့အမန်ဒါတယောက်ပဲစိတ်ထဲမှာမလုံးမလဲနဲ့တခုခုကိုကြောက်လန့်နေခဲ့တာပါ။သူတို့ဟာညအိပ်ဖို့အတွက်ပျက်စီးနေတဲ့အိမ်အိုကြီးတစ်လုံးကိုရှာတွေ့ပြီးတန်ရှင်းရေးလုပ်ကအိပ်ဆက်ခဲ့ကြပါတယ်။အစာပိုင်းမှာတော့အားလုံးကပုံမှန်ပါပဲဒါပေမဲ့ညတကောင်ရံအချိန်လဲရောက်ရောပိတ်ထားတဲ့တကားအိုကြီးဟာအလိုလိုနေရင်ကျိန်းဆက်ဆက်အတန်ကြီးနဲ့ပွင့်လာပါတော့တယ်။ဟဲအဲ့ဒီတကားနောက်ွယ်မှာဘာတွေရှိနေမလဲ။ဒီလူငယ်တစုကျင်းစာတင့်ကျုံကနေအသက်ရှင်လျက်ပြန်လည်လွတ်မြောက်နိုင်ပါမလားဆိုတာနောက်ထပ်ဗီဒီယိုတွေမှာဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျာဗီဒီယိုလေးကိုသဘောကျရင် like နဲ့ follow လုပ်ထားဖို့မမေ့နဲ့ဦးနော်